အလုပ်တွေပြီးပြီးခေါင်းထဲမှာရှုပ်ထွေးနေတယ်လို့ခံစားနေရပြီလားဒီနေ့ခေတ်မှာစိတ်ဖိစီးမှု stress ဆိုတာလူတိုင်းလိုကြုံတွေ့နေရတဲ့ပြဿနာတစ်ခုပါဒါပေမဲ့စိတ်ပူစရာမလိုပါဘူးစိတ်ဖိစီးမှုကိုစက္ကန့်ပိုင်းအတွင်းလျှော့ချပေးနိုင်မဲ့ရိုးရှင်းတဲ့နည်းလမ်းလေးတွေရှိပါတယ်ပထမဆုံးနဲ့အလွယ်ဆုံးနည်းလမ်းကတော့4-8အသက်ရှူနေပါလေးကို4စက္ကန့်ကြာအောင်အဆုတ်ထဲရှူသွင်းပါ9စက္ကန့်အောင်ထားပြီး10စက္ကန့်ကြာအောင်ပါးစပ်ကနေဖြည်းဖြည်းချင်းပြန်မှုတ်ထုတ်လိုက်ပါဒါကတင့်ရဲ့အုံနောက်ကိုချက်ချင်းငြိမ်သက်သွားစေပါတယ်နောက်တစ်ခုကတော့ screen time ကိုခေတ္တပိတ်ထားဖို့ပါဖုန်းတွေကွန်ပျူတာတွေခဏချပြီးသတင်းပေါက်အပြင်ဘက်ကသဘာဝအလှတရားကိုငေးမောတာဖြစ်ဖြစ်တချင်းအေးအေးလေးတစ်ပုတ်နားထောင်တာဖြစ်ဖြစ်လုပ်ပေးပါရေနွေးနွေးတစ်ခွက်တောက်လိုက်တာကလည်းစိတ်ကိုလန်းဆန်းစေပါတယ်အရာရာကိုပြီးပြည့်စုံအောင်လုပ်ရမယ်ဆိုတဲ့စိတ်ဓာတ်ကိုခဏလောက်လျှော့ချလိုက်ပါကိုပြန်ဂရုစိုက်ဖို့အချိန်ပေးတာဟာပြေးရတာမဟုတ်ပဲရှေ့ဆက်ဖို့ခွန်အားယူတာဖြစ်ပါတယ်ဒါကြောင့်အခုပဲမျက်လုံးလေးမိတ်အသက်ပြင်းပြင်းတစ်ချက်ရှူပြီးစိတ်ကိုလျှော့ချလိုက်ပါအရာရာအဆင်ပြေသွားမှာပါလို့ကိုပြောလိုက်ပါစိတ်ချမ်းသာကိုကျန်းမာရှိကြပါစေကျေးဇူးတင်ပါတယ်